ဒါတွေကတော့မကောင်းဆိုးဝါးတွေကိုအခုထိကိုးကွယ်နေကြဆဲဖြစ်တဲ့ကဘာပေါ်မှာတရဲအချောက်ဆုံးဖျားကြောင်တွေပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ဘိုလီဖျားကြောင်ပါတခါကဖျားကြောင်ထဲမှာဘသူမှမရှိပဲဖုန်ကြီးရောဧည့်သည်ရောမရှိပဲနဲ့အော်ဂန်တီးတန်တွေအလိုလိုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူသားတွေရွတ်ဖတ်တာနဲ့တူတဲ့အတန်နှိမ့်နှိမ့်လေးတွေဟာဖျားကြောင်တစ်ခုလုံးရဲ့နေရာအညံ့ကနေထွက်ပေါ်လာခဲ့ပါတယ်ဒီဘိုလီဖျားကြောင်ဟာအင်္ဂလန်နိုင်ငံရဲ့တရဲအချောက်ဆုံးနေရာတွေကတစ်ခုအဖြစ်သတ်မှတ်ခံထားရတာကြာပါပြီတကယ်တမ်းကြောက်စရာကောင်းတာကသူ့ရဲ့သမိုင်းကြောင်းနဲ့မကပဲအခုထိဖြစ်ပြနေတဲ့အရာတွေကြောင့်လည်းပါဝင်ပါတယ်ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်တပ်တီရဲ့ပြောပြချက်အရတင်ချိုင်းကုန်းထဲမှာတီလာရှင်တရဲသူတိတ်တဆိတ်လမ်းလျှောက်နေတာကိုမြင်တွေ့ရတဲ့တဲလို့ဆိုပါတယ်သူမရဲ့သမိုင်းကြောင်းကတော့တော်တော်လေးကိုအမှောင်ဖုံးခဲ့ပါတယ်တခါကဖုန်ကြီးတစ်ပါးနဲ့တီလာရှင်တစ်ပါးဟာတားမြစ်ထားတဲ့အချစ်ဇက်လန်ထိခဲ့ကြပါတယ်သူတို့နေဦးအတူတူထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့ဖုန်ကြီးကအသက်ခံခဲ့ရပြီးတီလာရှင်ကတော့ဖုန်ကြီးကျောင်းနေရန်ထဲမှာအရှင်လက်လန့်ပိတ်လောင်ခံခဲ့ရပါတယ်မျက်မြင်တွေ့ရှိသူအများပြားရဲ့ပြောပြချက်အရသူမဟာအဲ့ဒီနေရာကနေဘယ်တော့မှထွက်မသွားခဲ့ပါဘူးဘုရားကျောင်းထဲမှာခြေတံတွေကြားရတာတကားတွေအလိုလိုပွင့်လာတာလူမရှိပဲခေါင်းလောင်းတန်တွေမြည်လာတာနဲ့အခန်းအလွတ်တွေထဲမှာတိုးတိုးလေးစကားပြောတန်တွေကြားရတာမျိုးတွေရှိပါတယ်နောက်ထပ်ဘုရားကျောင်းတစ်ခုကတော့ Saint Mary's ဘုရားကျောင်းပါဒါကတော့တရေ6တာထက်ပိုပြီးတကယ်ကိုထိတ်လန့်စရာကောင်းမဲ့အဖြစ်အပျက်တစ်ခုပါ1963ခုနှစ်မှာဒီဘုရားကျောင်းဟာစုံစမ်းစစ်ဆေးမှုရဲ့ဗဟိုချက်မှာဖြစ်လာခဲ့ပါတယ်အကြောင်းရင်းကတော့တင်ချိုင်းကုန်းကအလောင်းတွေကိုတူးဖော်ပြီးလူအယိုးစုတွေကိုဘုရားကျောင်းအပြစ်အစည်းတွေထဲမှာရည်ရွယ်ချက်ရှိရှိစီမံထားတာကိုတွေ့ရှိခဲ့လို့ပါပဲလူဦးခေါင်းဝင်ကိုတိုက်ထိတ်မှစိုက်ထားတာအယိုးတွေကိုပူဇော်တက်ကာတွေလိုစီထားတာစစ်တောင်မွေးတွေချမ်းမြင့်ပေါ်မှာပြန့်ကျဲနေတာနဲ့နေရန်တွေပေါ်မှာအနီရောင်သင်္ကေတတွေရေးဆွဲထားတာတွေကိုရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပါတယ်။ဒါဟာရိုးရိုးဖြက်စီးမှုမျိုးမဟုတ်ဘဲမကောင်းဆိုးဝါးကိုးကွယ်တဲ့ Black Mass ထုံးတန်းစင်လာတွေနဲ့ဆက်ဆက်နေတယ်လို့ယူဆရပါတယ်။အထူးသဖြင့်အမျိုးသမီးနောက်ဆုံးတစ်ခုကတော့လူခိုဗာက Saint George ဘုရားကျောင်းပါပထမဆုံးကြည့်လိုက်ရင်တော့ဘုရားကျောင်းထဲမှာလူတွေအများကြီးငင်းငင်းလေးထိုင်ပြီးဝတ်ပြုဖို့စောင့်နေကြတယ်လို့ပါပဲ။ဒါပေမဲ့အနီးကကြည့်လိုက်ရင်တော့သူတို့ဟာလူတွေမဟုတ်ပဲရုပ်တုတွေသာဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒီဖျားเจ้าဟာ1960ခုနှစ်အတွင်းဇာဗနအခမ်းအနားတစ်ခုကျင်းပနေစဉ်မှာအမိုးပြိုကျခဲ့ပြီးနောက်ပိုင်းလူသူစွန့်ပစ်ခြင်းခံရပါတယ်။ဒါပေမဲ့ယောဓသားဟောင်းတွေရဲ့ဝိညာဉ်တွေခြောက်လန့်နေတဲ့ဆိုတဲ့ကောလာဟလာတွေကြောင့်နာမည်ကြီးခဲ့ပါတယ်။နောက်ပိုင်းမှာအနုပညာရှင်တယောက်ကအဲ့ဒီဝိညာဉ်တွေကိုကိုစားပြုတဲ့ရုပ်တုတွေကိုဖျားเจ้าထဲမှာထည့်သွင်းထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရုပ်တုတွေကြောင့်ပဲဖျားเจ้าရဲ့အခြေအနေဟာပိုပြီးတော့တောင်ထိတ်လန့်စရာကောင်းတော့ခဲ့ပါတယ်။လာရောက်လဲပက်သူတွေကတော့အဲ့ဒီနေရာမှာရှိနေတဲ့အခါတယောက်တည်းမဟုတ်လို့မျိုးခံစားရတတ်တယ်လို့ဆိုကြပါတယ်။ဒီနေရာတွေအားလုံးဟာအမောင်တို့အတွက်ရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာမဟုတ်ပါဘူး။ယုံကြည်ကိုးကွယ်မှုအတွက်ဆောက်လုပ်ခဲ့တာပါ။ဒါပေမဲ့တစ်ချိန်ချိန်မှာတော့တခုခုကပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။